ကဘာအချမ်းသာဆုံးပုဂ္ဂိုလ် Warren Buffett ထံမှာဘဝသင်ခန်းစာရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဒီနေ့ဖတ်ပြပေးသွားမှာကတော့ကဘာအချမ်းသာဆုံးပုဂ္ဂိုလ် Warren Buffett မှာအကြံပြုထားတဲ့ငွေကြီးဆိုင်ရာအနှစ်ချုပ်တဲ့အဓိကအချက်တွေကိုမျှဝေပေးသွားခြင်းပါတယ်တန်ဖိုးရှိလို့အဆုံးထိနားထောင်ကြည့်အောင်နော်ကျွန်တော်ကိုလူတွေကမေးကြတယ်ခမရကကဘာအချမ်းသာဆုံးစည်ရင်ဝင်မယ်ဘာလို့1958ခုနှစ်တုန်းကဝယ်ခဲ့တဲ့အိမ်ဟောင်းကြီးမှာပဲဆက်နေတာလဲဘာလို့မနက်စာကို McDonald's မှာဒေါ်နာနည်းနည်းလောက်ပဲသုံးပြီးစားတာလေတဲ့သူတို့နားမလဲတာတခုရှိတယ်အဲ့ဒါကတော့ငွေကြေးရဲ့သဘောတဘာဝပါပဲရှိရင်မလွယ်နဲ့မရှိရင်မလွယ်ဘူးဒီစကားကတိုးပေမဲ့ငွေကြေးပညာတစ်ခုလုံးရဲ့အနစ်ချုပ်ပဲတဲ့ရှိရင်မလွယ်နဲ့Don't be careless just because you have it. လူတော်များများကပတ်စံလက်ထဲရောက်တာနဲ့စိတ်ကြီးဝင်လာကြတယ်။ငါမှရှိတာပဲ။သုံးလိုက်မယ်ကွာ။ဆိုရဲစိတ်ဝင်လာတယ်။အဲ့ဒါအန်ဒီရဲ့အကြီးဆုံးပဲ။ကျွန်တော်အမြဲပြောဘူးတဲ့စကားတစ်ခုရှိတယ်။မင်းမလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်နေမယ်ဆိုရင်မကြခင်မှာမင်းလိုအပ်တဲ့ပစ္စည်းတွေကိုပြန်ရောင်းရလိမ့်မယ်တဲ့။ငွေရှိတိုင်းလွယ်မသုံးပါနဲ့။ပိုက်ဆံဆိုတာသုံးလိုက်ရင်ပျောက်သွားတဲ့အရာပါ။ဒါပေမဲ့ရင်းနှီးညှုံနှံလိုက်ရင်ပွားလာမယ့်အရာပါရှိတယ်ဆိုပြီးအပျော်အပါအဆောင်အယောင်တွေမှာလွယ်သုံးလိုက်ရင်အဲ့ဒီငွေကမင်းအတွက်အလုပ်လုပ်ပေးမယ့်အခွင့်အရေးဆုံးရှုံးသွားတာပဲကြွားဝဖို့မသုံးပါနဲ့ကျွန်တော်ကလူတွေအထင်ကြီးဖို့ဇင်ခံကားတွေတိုက်တွေမဝယ်ဘူးဘာလို့လဲဆိုတော့တခြားလူတွေဘလို့ထင်လဲဆိုတာကကျွန်တော်ဘန်စာရင်းကိုတိုးမလာစေလို့ပဲရှိရင်မလွယ်နဲ့ဆိုတာရှိနေတဲ့အချိန်မှာမာနမကြီးပဲစီးစိမ်ကိုမဖြုံးတီးပဲထိမ့်သိမ့်တတ်ဖို့ပြောတာပါ။နေမရှိရင်မလွယ်ဘူး Life is hard without money ဒါကတော့ညင်းမရတဲ့အမှန်တရားပဲ။ငွေကအရာရာမဟုတ်ပေမဲ့အောက်ဆီဂျင်လိုပဲရှိနေတော့ကသတိမထားမိပေမဲ့ပြတ်လတ်သွားတဲ့အခါအသက်ရှူကျက်လာလိမ့်မယ်။ငွေမရှိခြင်းကအတိုးပေးရတယ်။သတိထားမိလား။စီးရတဲ့အခါကျမ်းမာရေးမကောင်းရင်ကုဖို့ပိုခတ်တယ်။အရေးပေါ်ကိစ္စကြုံရင်ဖြည့်ရှင်းဖို့ပိုခတ်တယ်။ပတ်စံမရှိတဲ့ဘဝကမလွယ်ဘူးဆိုတာအဲ့ဒါကိုပြောတာ။ဒုက္ခရောက်တဲ့အချိန်မှာငွေကြေးကမင်းကိုကာကွယ်ပေးမဲ့ဒိုင်းလွာ shield တခုပဲ။လွတ်လပ်မှုပျောက်ဆုံးခြင်းငွေမရှိရင်မင်းမကြိုက်တဲ့အလုပ်ကိုလုပ်ရမယ်။မင်းမသွားခြင်းတဲ့နေရာကိုသွားရမယ်။မင်းရဲ့ရွေးချယ်ပိုင်ခွင့် freedom of choice ဆုံးရှုံးသွားမယ်။ဒါကြောင့်လူငယ်တွေကိုကျွန်တော်မာကျင်တာကရိုးရိုးပါပဲ။သုံးပြီးမှမစုပါနဲ့။စုပြီးမှကြံတာကိုသုံးပါ Save first, spend later ရှိတုန်းကမလွယ်ပါနဲ့ဝင်ငွေရလာရင်အရင်ဆုံးကိုယ့်အတွက်စုငွေရင်းနှီးငွေဖယ်ထားပါကိုရင်းနှီးမြှုပ်နှံပါ Invest in yourself ငွေကြေးဖောင်းပွားမှုကမင်းပတ်စံတွေကိုတန်ဖိုးကျအောင်လုပ်နိုင်ပေမဲ့မင်းရဲ့ပညာနဲ့အရာအစင်းကိုတော့ဘယ်သူမှတန်ဖိုးကျအောင်လုပ်မနိုင်ဘူးမှတ်ထားပါငွေကြေးချမ်းသာမှုဆိုတာပိုင်ဆိုင်မှုပစ္စည်းတွေများနေတာမဟုတ်ဘူးစိုးရင်ပူပန်မှုတွေနည်းနေတာဖြစ်တယ်ဒါကြောင့်ငွေရှိတဲ့အခါလွယ်မသုံးနဲ့ဒါမှငွေလိုတဲ့အခါမင်းဘဝမခက်ခဲမှာဖြစ်တယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share ခဲ့ပါဗျာ Thank you so much and respect Media One page